ဖိုးကြီးတယောက်ကမကောင်းဆိုးဝါးလေးတစ်ကောင်ကိုတနာပြီးမွေးစားခဲ့တယ်ဒါပေမဲ့အဲ့ဒီကောင်လေးကတနေ့မှသူ့ကိုတော့ပြန်စားဖို့ကြိုးစားမယ်လို့ဘယ်သူမှမထင်ထားခဲ့ဘူးနောက်ဆုံးအချိန်ရောက်တဲ့အခါအဖိုးကြီးကသူ့ပါဇက်ကိုရုတ်တရက်ဖွင့်ပြီးမကောင်းဆိုးဝါးကြီးကိုတစ်ချက်တည်းနဲ့မျိုးချလိုက်တယ်ဒီအဖိုးကြီးကိုသာတွေ့မယ်ဆိုရင်တော့ကိုယ့်အသက်ကိုတေချာကာကွယ်ထားတာကောင်းမယ်ဒီနေ့မှာအဖိုးကြီးကသူ့ဘေးကလှောင်အိမ်တစ်ခုကိုပုံမှန်ပဲဖွင့်လိုက်တဲ့အတွင်းမှာတော့စားစရာမျိုးစုံကိုတက်တက်ရက်ရက်စုထားတာကိုတွေ့ရတယ်အဲ့ဒီအချိန်မှာဘေးနားကချင်းတောင်တစ်လုံးကလှုပ်ရှားလာတဲ့စိတ်ဝင်စားသွားတဲ့အဖိုးကြီးကအဖုံးကိုဖွင့်ကြည့်လိုက်တော့အထဲကနေတက်တဝါလေးတစ်ကောင်ကောင်းထုတ်ပြီးပတ်ဝန်းကျင်ကိုကြောက်ကြောက်ရွံ့ရွံ့ကြည့်နေတယ်အစမှာတော့အရန်ရှက်နေခဲ့ပေမဲ့ကျင်နာတဲ့အဖိုးကြီးကိုမြင်တာနဲ့ခုန်ပေါက်ပြီးပျော်သွားတယ်အဖိုးကြီးကအပြုံးနူးနူးလေးနဲ့ကောင်လေးကိုကောက်ယူလိုက်ပြီးရွှေရောင်ကျုံပစုံတစ်ခုကိုယူကာပစနာကိုတိုးပေးလိုက်တယ်မကောင်းဆိုးဝါးလေးကအနံ့ခံကြည့်ပြီးမကြိုက်တယ်လို့ကောင်းလဲလိုက်တယ်ဒါပေမဲ့အဖိုးကြီးကအရှုံးမပေးဘူးတန်းပြီးပါဇက်ထဲထိုးထည့်လိုက်တယ်မလိုလားပေမဲ့မျိုးချလိုက်တဲ့အချိန်မှာတော့အရသာကအရန်ကောင်းနေတဲ့ချက်ချင်းပဲပျော်သွားပြီးနောက်ထပ်စားခြင်းလို့လက်ကလေးတွေတောင်တီးပြလာတဲ့အဖိုးကြီးကအသားတုံးထက်ကျွေးလိုက်တော့မျိုးချပြီးတဲ့အချိန်မှာသူ့ခန္ဓာကိုယ်ကကိုကြီးလာတယ်ပြီးတော့ sandwich တစ်ခုကျွေးလိုက်ရကနေသူ့ခန္ဓာကိုယ်ကတိကျပုံစံလိုပြောင်းသွားတယ်။အပြောသီးတွေစားပြီးတဲ့နောက်မှာတော့အမီးတောင်ထွက်လာခဲ့တယ်။အဲ့ဒီအချိန်ကစပြီးကောင်လေးကအစားကိုအရန်ဆွဲသွားတယ်။ပန်းတီမီနီတစ်လုံးကိုမြင်တာနဲ့မဆောင်တော့ပဲတန်းလူစားလိုက်တယ်။မြင်းမြတ်နဲ့အမဲသားတွေကိုလည်းမရက်မနာစားဖြစ်နေတယ်။အဖိုးကြီးကလည်းချင်းတောင်းတဲ့ကစားစရာမျိုးစုံကိုစက်တိုက်ထုတ်ကျွေးနေခဲ့တယ်။နှစ်ရက်ခွဲအတွင်းမှာပဲချစ်စရာကောင်လေးကကြီးမားတဲ့မကောင်းဆိုးဝါးကြီးဖြစ်ပြောင်းလဲသွားခဲ့တယ်။အစာစားခြင်းစိတ်ကလည်းကြောက်စရာကောင်းလာတယ်။တနက်တည်းနဲ့အမဲသားကောင်းရချီစားနိုင်လာခဲ့တယ်။ဒီလိုနဲ့အဖိုးကြီးရဲ့အရင်းစားစုဆောင်းငွေတွေပါကုန်သွားတယ်။နောက်ဆုံးမှာချင်းတောင်းထဲမှာစားစရာတစ်ခုမှမကြံတော့ဘူး။အစားမရှိတော့တာပြီးသွားတဲ့မကောင်းဆိုးဝါးရဲ့မျက်လုံးထဲမှာဒေါသအရေးတွေပေါ်လာတယ်။ကြောက်စရာအော်ဒန်ကြီးနဲ့သူပါဇက်ကြီးကိုဖြည်းဖြည်းဖွင့်ပြီးအဖိုးကြီးစီတန်းလာတယ်။သူ့ကိုမွေးခဲ့တဲ့အဖိုးကြီးကိုတောင်ပြန်စားဖို့ကြိုးစားနေတဲ့ကျေးဇူးမသိတဲ့တတော်ဝါကြီးပဲဒါပေမဲ့အဲ့ဒီအချိန်မှာအဖိုးကြီးကသူ့ပါဇက်ကိုထပ်ဖွင့်လိုက်တယ်။ဒီတစ်ခါတော့ပုံမြန်သေးတယ်မကောင်းဆိုးဝါးကြီးကိုတစ်ချက်တည်းနဲ့မျိုးချလိုက်ပြီးနည်းနည်းဝါးစားကဘိုက်ကိုပုတ်ပြီးကျင်းနဲ့တလူနှက်ခမ်းတက်လိုက်တယ်ပြီးတော့နောက်ထပ်ချင်းတောင်းတစ်လုံးကိုဖွင့်လိုက်ရထဲကနေမကောင်းဆိုးဝါးလေးတစ်ကောင်ထပ်ပြီးတွားထွက်လာတယ်။အရင်နှစ်ကောင်ကတော့ကျေးဇူးမသိတဲ့တတော်ဝါတွေဖြစ်ခဲ့တယ်ဒီတစ်ကောင်ကတော့ဘာဖြစ်လာမယ်ထင်လဲကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေကာတွန်းစကားကောင်းများကြည့်ရှုခြင်းပါက like and follow လုပ်သွားပေးကြပါနော်